လူတက်မှုတစ်ခုကို Rolex နိုင်တက်တဲ့တစ်ခုတည်းနဲ့တရအခန့်ပေါ်ထုတ်လို့ရခဲ့တဲ့အကြောင်းကိုကျွန်တော်ပြောပြသွားဖြစ်ပါတယ်ခင်ဗျာ Hello အားလုံးမင်္ဂလာပါဗျာဒီအကြောင်းကိုစပြောရရင်ပေါ့နော်1996ခုနှစ်ကအင်္ဂလန်နိုင်ငံရဲ့မြစ်တစ်ခုမှာပေါ့နော်လူသေးအလောင်းတစ်ခုကိုငါးဖမ်းသမားသူ့ရဲ့ပိုက်ကွန်ထဲမှာမိလာခဲ့တာပေါ့နော်ဒါပေမဲ့အဲ့ဒီလူသေးအလောင်းကရဲတွေကိုခေါ်ပြီးစစ်ဆေးတဲ့အချိန်မှာပေါ့နော်လူသေးအလောင်းပုံတာပြက်နေပြီဘယ်သူမှမသိဘူးမသိတဲ့အချိန်မှာရဲတွေကြည့်တော့လက်မှာ Rolex နိုင်တစ်လုံးရှိတယ် Rolex နိုင်တစ်လုံးကိုသူကစစ်မယ်ဆိုပြီးမှ Rolex နိုင်ကိုသူက Rolex ရဲ့တကယ်ဘူတစ်ကိုပို့လိုက်တာပေါ့နော်အဲ့မှာပေါ့နော်သူတို့က serial number ကိုလာရင်းနဲ့နောက်ဆုံး service လုပ်သွားတဲ့သူက Ronald Platt ဆိုတဲ့လူနာမည်နဲ့ service လုပ်သွားတာပေါ့နော်အဲ့ဒီမှာနိုင်ကို service center ဖွင့်ကြည့်တော့လေနိုင်ကလုံးဝအကောင့်တိုင်းပဲရှိသေးတယ်ရေထဲကျနေပေမဲ့လည်းမပြက်စီးသေးဘူးထဲကဆက်တရအဲ့ကြတော့ရဲတွေကသူတို့အလောင်းကိုတွေးခဲ့တဲ့အချိန်က July 28ရက်ပေါ့နော်ဒါပေမဲ့နိုင်ရဲ့ date က22မှာရက်နေတာ22မှာရက်နေကျွန်တော်တို့ Rolex နိုင်တွေကပုံမှန်ပေါ့နော်လက်ပေါ်မှာတင်ပြီးကျွန်တော်လှုပ်ရှားမှုရှိနေ48နာရီအလုံးလုံးတယ်ပေါ့နော်ချွတ်လိုက်ရင်48နာရီဆိုပြန်ရက်သွားတယ်အဲ့ကြတော့အဲ့နိုင်က2ရက်လောက်ရှိပေါ့နော်အဲ့လူရဲ့လက်ကအလုံးမလုပ်တာအဲ့ကြတော့22ရက်နေ့ထိန်းနေရတာဆိုတော့20ရက်နေ့ကလေးအသက်ခံရတာဆိုပြီးမှသူတို့ကကောက်ချက်ချလိုက်တယ်ဇလန်အခုကောင်းကောင်းရောက်ပြီပေါ့နော်အဲ့ဒီ Ronald Platt ဆိုတဲ့လူနာမည်နဲ့20ရက်နေ့ဝင်းကျင်မှာ travel history တွေ bank account တွေစစ်တော့လေ28ရက်နေ့ထိကို bank account travel history active ဖြစ်နေတော့ပေါ့နော်အကုန်လုံးကအလုံးလုံးနေတော့အဲ့တော့သူတို့ကခေါင်းခဲသွားတာဟာဒီနိုင်ရအဲ့လူကမဟုတ်တော့ဆိုပြီးစဉ်းစားတဲ့အချိန်မှာအဲ့ဒီ Ronald Platt ဆိုတဲ့လူနာမည်နဲ့အလုံးလုံးနေတဲ့လူကိုလည်းသွားပြီးမေးလိုက်တော့အမှပေါ်သွားတာကအဲ့ဒီမှာတက်ခဲ့တဲ့တရခန့်နဲ့တည်သွားတဲ့ Ronald Platt နဲ့ဟာသူကကနေဒါမှာပေါ့နော်အဲ့ဒီကနေဒါမှာအလုပ်လုပ်ကြတာပေါ့နော်ဒါပေမဲ့အဲ့တက်ခဲ့တဲ့တရခန့်ကနောက်ဆုံးအဲ့ဒီဘန်မှာအလုပ်လုပ်ရင်းနဲ့ပတ်စံနေလိမ်ပြီးမှကနေဒါမှာသူ့ဖန်ဝရန်ထုတ်လိုက်တယ်ထုတ်လိုက်တော့သူကလုံးဝနေလို့မရတဲ့အချိန်မှာ Ronald Platt ဆိုတဲ့လူကိုသွားအကူအညီတောင်းပြီးမှသူ့ရဲ့ identity သူ့ရဲ့မှတ်ပုံအနေနဲ့အိမ်ကြီးဝယ်ခြင်းလို့ပါဘန်အကောင့်တွေဖွင့်ခြင်းလို့ပါဆိုပြီးသူကအင်္ဂလန်ကိုထွက်ပြေးသွားတယ်ထွက်ပြေးသွားတဲ့အချိန်မှာပေါ့နော် तू ကအဲ့ဒီ Ronald Platt ဆိုတဲ့လူနာမည်နဲ့ပဲအကုန်သုံးပြီးမှအဲ့ဒီလူနာမည်အောက်မှာပဲအိမ်တွေဝယ်တယ်ချမ်းတွေဝယ်တယ်ဟို तू ခိုးလာတဲ့ပတ်စံတွေနဲ့အကုန်လုံးဘဏ်အကောင့်တွေဖွင့်တယ်ပေါ့နော်အဲ့ဒီပြဿနာမရှိသေးဘူးအဓိကမှပြဿနာတက်လာတာကအဲ့မှာ4-5နှစ်လောက်နေပြီးတဲ့အချိန်မှာအဲ့ဒီတကယ် Ronald Platt ကလည်းကနေဒါမှာနေရတာပြင်းလာပြီး तू အင်္ဂလန်မှာလာပြောင်းနေတော့မယ်လို့လှုပ်လိုက်တဲ့အချိန်မှာဟိုကောင်ကသူ့ရဲ့ identity ပေါ်သွားမှကြောက်လို့ဆိုပြီးတကယ်တရခန့်ကပေါ့နော်တရခန့်ကသူ့ရဲ့ရွက်လီပေါ်ကိုခေါ်ပြီးသူတို့ညောင်စကားပြောမယ်ဆိုပြီးသူ့ကိုရွက်လီပေါ်မှာတက်လိုက်တာဖြစ်ပါတယ်သူ့ရဲ့ချက်ကလည်း Ronald Platt အစ်စ်ကိုအစနာဖြတ်ပြီးမှသူကအဲ့ Ronald Platt ရဲ့နေရာကိုဝင်ယူပြီးတသက်လုံးသူအေးဆေးနေရမယ်ဆိုပြီးမှဆုံးဖြတ်လိုက်တာပေါ့နော်ဒါပေမဲ့အဲ့ဒီ Rolex နိုင်တက်တဲ့တစ်ခုတည်းနဲ့အစနာတွေရပြီးရဲတွေကအဲ့ဒါကိုဖော်လို့လိုက်တာဖြစ်ပါတယ်အဲ့ဒီခေတ်ကလည်း identity ခိုးတာတွေပါတယ်တားကိုခင်မစားသေးတဲ့အချိန်ပေါ့နော်အဲ့ဒါကြောင့်မို့ Ronald Platt ကလည်းတားရိုးပြီးတားအေးတော့အဲ့ဒီလူကူညီတောင်းတော့သူကရိုးရိုးကူညီပေးလိုက်တာတွေတစင်သူ့အသက်ပါပေးလိုက်ရတာပေါ့နော်ဒီနေ့ကတော့လူတက်မှုတစ်ခုမှာ Rolex နိုင်တက်တဲ့တစ်ခုတွေနဲ့တရခန့်ဘယ်လိုဖော်ထုတ်ခဲ့လဲဆိုတာကိုကျွန်တော်ပြောပြပေးသွားဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့လောက်ပဲပေါ့နော် peace out until the next one